ပြင်သစ်အတွက်ကြတော့လည်းမဖြစ်မနေနိုင်အောင်ကစားမှာမဟုတ်တဲ့အတွက်ဒါလောလတ်ပေါ်ပါဆိုတာမျိုးပဲမြင်ရနိုင်တယ်ဒီပွဲကဒါတေချာတယ်ခုနအကိုပြောသလိုပဲအပြန်အလှန်သွင်းကိုတွေကျွန်တော်တို့မြင်ရမယ်ဒီကနေ့ညမှာတော့နော်ဝေးနဲ့ပြင်သစ်တို့ရဲ့ပွဲစဉ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဟာလန်အိုဒီကတ်တို့ရဲ့နော်ဝေးအသင်းနဲ့ချန်ပီယံဟောင်းဖြစ်တဲ့ပြင်သစ်အသင်းတွေကဒီညမှာထိပ်တိုက်ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဒီကနေ့ညပွဲစဉ်တွေကိုမတင်ဆက်ခင်မှာဒါတို့ရဲ့ sponsor အစီအစဉ်လေးကိုဒါမိတ်ဆက်ပေးချင်ပါတယ်ရှင်။ဒါတို့အစီအစဉ်ဖြစ်တဲ့ Mushroom ကိုအဓိကကူညီပံ့ပိုးပေးထားတာကတော့ Royal D မှာဖြစ်ပါတယ်။ကမ္ဘာဖလားပွဲစဉ်တွေကို Royal D နဲ့အတူတူဒီ Canal Plus ကတုခုမှ channel ကနေပြီးတော့အတူကြည့်ရှုခန်းစားနိုင်ပါတယ်ရှင်။ဆက်လက်ပြီးတော့ဒီကနေ့ညကစားမယ်စိတ်လှုပ်ရှားပွဲပွဲစဉ်စီရများကိုတစ်ချက်ကြည့်လိုက်ကြအောင်ရှင်။ဒါကတော့ဒီကနေ့ညကစားမယ်ပွဲစဉ်စီရပဲဖြစ်ပါတယ်။ပထမဆုံးပွဲစဉ်ဖြစ်တဲ့နော်ဝေးနဲ့ပြင်သစ်တို့ရဲ့လက်ရှိအုပ်စုတွင်ရမယ့်အခြေအနေစီရလေးကိုကြည့်ရှုလိုက်ရအောင်ရှင်။ဒါကတော့လက်ရှိအုပ်စုတွင်ရမယ့်အခြေအနေပဲဖြစ်ပါတယ်။ဒီပွဲရဲ့အနိုင်ရရှိတဲ့အသင်းကတော့နောက်တစ်ဆင့်မှာရှုံးထွက်မှာ Group F Sweden, Group D Paraguay, Group G Egypt, Iran, Belgium ဒါမှမဟုတ် Group H Uruguay, Cape Verde နဲ့တတိယအသင်း Third Place နဲ့ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ရှုံးတဲ့အသင်းကတော့ Ivory Coast အသင်းနဲ့ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ဆိုတော့ဒီနေ့နိုင်ရရဲ့တွေ့မဲ့ Sweden နဲ့ Paraguay စတဲ့အုပ်စုတတိယအသင်းတွေရဲ့လမ်းကြောင်းနဲ့ရှုံးရင် Ivory Coast နဲ့တိုးမဲ့အနေအထားကိုဒါတို့ရဲ့အကိုတွေကအခြေအနေသုံးသပ်ပေးသွားမှာပဲဖြစ်ပါတယ်။ဆိုတော့အကိုကနေတစ်ချက်လောက်ဒီညပွဲစဉ်အခြေအနေကိုသုံးသပ်ပြပါအောင်ရှင်။ဒီပွဲကအမှန်တကယ်ကြည့်လို့ကောင်းမယ်ပေါ့နော်ဘာလို့ဆိုတော့ကမ္ဘာလက်ရှိကမ္ဘာအကောင်ဆုံးတိုက်စစ်မှု2ယောက်ဒါလက်တလုံးမှာဘယ်ကစားသမားထက်မဆိုပိုကောင်းတဲ့တိုက်စစ်မှု2ယောက်တွေ့မယ်အဲ့ဒီမှာနော်ဝေကတော့ပြင်သစ်လောက်အဲ့လောက်ကြီးတိုက်စစ်အင်အားကောင်းတာမဟုတ်နော်ဟာလန်တယောက်တည်းချွန်ပြီးကောင်းနေတာမှန်ပေမဲ့ပြင်သစ်ကတော့တကယ်ကိုကြောက်စရာကောင်းတယ်လက်ရှိပြိုင်ပွဲရဲ့တိုက်စစ်စုဖွဲ့မှုအကောင်ဆုံးအသင်းဆိုတော့တေချာပေါက်သူတို့2ယောက်ရဲ့အားပြိုင်မှုကိုမြင်ရမယ်သူတို့2ယောက်ကလည်းမျက်မှောက်ခေတ်ကာလမက်ဆီရိုနယ်ဒိုအလွန်မှာလက်ရှိကမ္ဘာအကောင်ဆုံးတန်းမှာရှိနေတဲ့ကစားသမား2ယောက်ရဲ့အားပြိုင်မှုဒါပေမဲ့ဒီပွဲကနည်းနည်းလေးစောင့်ကြည့်ဖို့လိုတာက2ယောက်စလုံးက2သင်းစလုံးက6မှတ်စီရထားပြီးနောက်တစ်ဆင့်တေချာပေါက်တက်နေပြီဆိုဒီပွဲမှာဘယ်လိုကစားမလဲပေါ့တကယ်တမ်းသာဒီပွဲကရှုံးထွက်လိုမျိုးအဆုံးဖြတ်တာဆိုအရန်ကြီးလို့ကောင်းမှတေချာဒါပေမဲ့ဒီပွဲကနောက်တစ်ဆင့်တက်နေပြီသား2သင်းဖြစ်တဲ့အတွက်ကြောင့်နောက်ထပ်လမ်းကြောင်းကိုဘယ်လိုကစားမလဲဆိုတာကနည်းနည်းလေးအခုဒီပွဲကိုသတိထားကြည့်ရမယ့်အချက်ဖြစ်လာမယ်ထင်ပါတယ်ဒီညမှာတကယ်တော့ကျွန်တော်တို့ဒီပွဲကိုအကုန်စောင့်ကြည့်မဲ့ပရိသတ်တွေလည်းအများကြီးရှိနေရပါတော့ဆိုတော့အခုအနေနဲ့ရောဒီညပွဲစဉ်လေးကိုဘယ်လိုသုံးသပ်ချင်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့ပွဲဖြစ်တယ်ခုနကပြောသလိုပဲဒါပြင်သစ်ကတိုက်စစ်မှာမှသူကအရန်အင်အားလဲတောင်းတယ်လို့ရှိစုပတ်မှုနဲ့တာတယ်ဒါဒမ်မီလီအိုလီဆေရိုနဲ့ဘာပီကိုပန့်ပိုးပေးမဲ့လူဆိုလို့ရှိရင်ဒါနော်ဝေးထက်ဆိုင်ပို့ပြီးတော့သူကကောင်းတယ်နောက်တစ်ချက်ကဒီပွဲမှာကပြင်သစ်အနေနဲ့နိုင်အောင်ကန်စရာမလိုတော့ဘူးသူကအုပ်စုဖို့လိုချင်တယ်ဆိုရင်တော့သူကတရေကစားလို့ရတယ်သူကရပြီနော်ဝေးအနေနဲ့အုပ်စုဖို့အရကန်မလားပြင်သစ်ကိုအနိုင်ယူအောင်ရအောင်စူးစမ်းမလားပေါ့နော်ဒါမှမဟုတ်သူကနောက်တစ်ဆင့်လည်းတက်ပြီးသားဖြစ်တဲ့အတွက်ဒါပြင်သစ်ကိုဒီထိန်းချောင်းပြီးတော့အဲ့လိုကစားရင်းနဲ့ရှုံးထွက်အဆင့်စီကိုတွားမလားဆိုတာဒါသူတို့ဘယ်လိုဆုံးဖြတ်လာမလဲဆိုတာတော့ကြည့်ရမယ်ဒါခုနကပြောတဲ့တိုက်စစ်ပိုင်းအားပြိုင်မှုတွေကိုလည်းမြင်ရမှာဖြစ်တယ်လို့ဒီနော်ဝေအသင်းရဲ့စုစည်းမှုပေါ့လေအိုဒီဂါရဲ့ဥဆောင်မှုနဲ့တူပြီးခဲ့တဲ့ပွဲမှာသူတို့စီနီဂေါကိုနိုင်သွားပြီးတော့ရှုံးထွက်ကိုတက်သွားတဲ့အချိန်မှာဒါသူတို့ရဲ့ဒီဘိုက်ကင်းလေလော်ဟန်နဲ့ဒါအမွဲခံခဲ့ကြတာနော်အတူတူအသင်းသားတွေအားလုံးအောင်ပွဲခံသွားတာကြည့်ရှင်အဖြစ်နော်ဝေရဲ့စုစည်းမှုကဘယ်လောက်ထိအားကောင်းနေတယ်ဆိုတော့မြင်ရတယ်သူတို့ကဒါ1998ကမ္ဘာဖလားနောက်ပိုင်းမှာ28နှစ်ကြာပါတော့28နှစ်မှာပြန်တက်လာတာဖြစ်လို့သူတို့အနေနဲ့ပို့ပြီးတော့လည်းဒီစိတ်ဓာတ်ပိုင်းဆိုင်ရာအရာအားကောင်းတယ်ပေါ့ဒီတော့သူတို့အနေနဲ့နောက်တစ်ဆင့်တက်ပြီးသားဖြစ်ပေမဲ့တေးချတယ်ပြင်သစ်ကိုတော့သူတို့မလျှော့ဘဲနဲ့ကစားသွားအောင်ပါဟုတ်ကဲ့အဲ့လိုဒါတို့ဒီညကစားမဲ့ပွဲစဉ်တွေရဲ့လူစီးရင်လေးကိုတစ်ချက်ကြည့်လိုက်ရအောင်ဒီထွက်ပေါ်လာတဲ့လူစင်းနေထားပေါ်မှာရောဒီအသင်းချင်းတွေပြောင်းလဲသွားမလားဒီညဘယ်လိုမျိုးသူတို့ပွဲထွက်လာမလဲပေါ့နော်အဲ့ဒါလေးတစ်ချက်လောက်ဒီကနော်ဝေးဘယ်လိုကစားမလဲဆိုတာကိုကစိတ်ဝင်စားတယ်ဘာလို့ဆိုတော့အုပ်စုဒုတိယရတဲ့အသင်းကနောက်တစ်ဆင့်မှာသူကIvory Coastနဲ့ထားကြီးတန်းတိုးမှာဆိုနော်ဝေးကအမှန်တိုင်းပြောရင်ပြင်သစ်ကိုဒီလောက်ခက်ကိစ္စကိုပြင်သစ်ကိုကြော်ပြီးတော့ပထမနေရာယူဖို့တဲ့ဆိုဒီပွဲမှာတာမန်လောက်ပဲကစားလိုက်မယ်ဒုတိယယူပြီးတော့နောက်တစ်ဆင့်က Ivory Coast ကိုသူကချိန်ပြီးတော့ Ivory Coast ရဲ့အနေထားကိုကောင်းကောင်းလေ့လာလို့ရတယ်ဆိုတော့အဲ့ချက်ကတကယ်ဆိုရင်နော်ဝေးအတွက်လှုပ်သိတဲ့အရာလို့အခုသာဒီချိန်မှာနော်ဝေးနီးပြဆိုပါကန်ဆိုရင်ပြင်သစ်ကိုမကစားတော့ပြင်သစ်ကိုအရန်လောက်ပဲကစားပြီးတော့နောက်တစ်ဆင့်က Ivory Coast ကိုကဟိုဘက်ကဒုတိယရထားတဲ့အသင်းကိုပဲချိန်ပြီးအဲ့ပွဲအတွက်ပြင်ဆင်တော့မှာဆိုတော့ဘယ်လိုကစားမလဲကြည့်ရမယ်နော်ဝေးကတော့ပုံမှန်ဆိုရင်တိုက်စစ်အင်အားကောင်းပါတယ်ရှေ့မှာဆိုရင်ဟာလန်တို့ရှိတယ်ပြီးတော့အလက်ဇန္ဒာဆော်လောရှိတယ်နူဆာရှိတယ်ကွက်လက်မှာစန်တန်ဘက်ရှိတယ်အိုဒီဂက်ရှိတယ်ဒါပြီးတော့Offset ဆိုတဲ့ကစားသမားမျိုးသူလည်းတော်တော်လေးကောင်းတဲ့ကစားသမားဆိုတော့တော်တော်လေးစုဖွဲ့မှုအားကောင်းတယ်ခန်းစစ်ကတော့နည်းနည်းလေးနော်ဝေးနဲ့ပတ်သက်ရင်နည်းဆိုရင်ခန်းစစ်ကတော့အရင်ကြီးတည်ငြိမ်နေတဲ့ဖောက်မှာပါဘူးခန်းစစ်အားနဲ့ချက်ကတစ်ဖက်ပြိုင်ဘက်
ပြင်သစ်ကိုသူတို့ထိန်းချုပ်တဲ့နေရာမှာရုန်းကန်ရနိုင်တယ်အဲ့တော့နော်ဝေးဒီဘက်မှာတကယ်ကြီးအားဆိုင်ပြီးပြင်သစ်ကိုတက်ပြီးတော့အပြည့်ကစားမှာလားဒါမှမဟုတ်နောက်ပွဲအတွက်ပြင်ဆင်မှာလားဆိုတာကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ် ကိုရှမ်းနေနဲ့ဒီညထွက်လာတဲ့လူစင်းနေထားပုံမူတည်ပြီးတော့သူတို့ဘယ်လိုပွဲထွက်လာမလဲဘယ်လိုအနေထားရဖြစ်သွားမလဲဆိုတာတစ်ချက်လောက်သုံးသပ်ပြီး ပြင်သစ်ရဲ့လူစင်ကတော့အပြောင်းလဲတေချာပေါက်ရှိနိုင်တယ်ဘာလို့လဲဆိုတော့ဒီပြီးခဲ့တဲ့ရက်ထဲမှာပဲဒါပြင်သစ်နီးပြဒက်ရှန်ကသူ့မိခင်နာရေးဖြစ်လို့ပြင်သစ်ကိုပြန်သွားတယ်ဒီပွဲကိုသူလက်ထောက်နီးပြတာဝန် စတီဗင်နော်အဲ့မှာ ပြီးတော့ဟုတ်နောက်ထပ်လူစင်းမှာအပြောင်းလဲရှိနိုင်တာကဒါဆလီဘာဒိုင်ယာပြဿနာနည်းနည်းရှိနေတယ်ဆိုတော့သူ့အနေနဲ့စွန့်စားဖို့မလိုတဲ့အနေအထားမျိုးမှာဒီလိုကစားသမားမျိုးကိုတေချာပေါက်အားပေးလာနိုင်တယ်ပြီးတော့ကွင်းလက်မှာဆိုလို့ရှိရင်လည်းဒါဝါရင်ကွင်းလက်လူကန်တီကလုံးဝမကစားရသေးဘူးအဲ့တော့ဒီလိုပွဲမျိုးမှာကန်တီနေနဲ့ပွဲသားချိန်မိနစ်ရဖို့အတွက်အသုံးပြုသွားနိုင်တယ်ပြီးတော့ဒါတိုက်စစ်မှာဆိုလို့ရှိရင်ဒူအီတို့ဒီဘာကိုလာတို့နောက်ဒီ ချာကီတို့နော် ပြောင်းလို့ရပြီးခဲ့တဲ့ပွဲတုန်းကလူစားဝင်အနေနဲ့ပဲကစားရတဲ့ကစားသမားတွေဆိုတော့ဒီပွဲမှာသူတို့နေရာပေးရှင်အဖြစ်သူတို့အနေနဲ့သူတို့ရဲ့လုံနိုင်စွမ်းဘယ်လောက်ရှိလဲဆိုတာကိုလည်းဒါပြသပြီးသားဖြစ်မယ်ဆိုတော့အဲ့ဒီလိုမျိုးအပြောင်းလေးတွေလောက်လာပြီးတော့ဒါခုနပြောတဲ့နော်ဝေးဘက်မှာဆိုလို့ရှိရင်လည်းဒါဟာလန်ကသွင်းကိုရဖို့အတွက်ဒီသူတို့ကဒီပြိုင်ပွဲမှာ၄ဂိုးသွင်းထားပြီးပြီ ကိုသွင်းပြင်မှတ်လို့ရတယ် လို့ရှိရင်လည်း၄ဂိုးသွင်းထားပြီးပြီဥပမာသူတို့ထက်တာတာဆိုလို့မက်ဆီတယောက်ပဲလောဆယ်၅ဂိုးရှိတော့တယ်ဒီတော့သူတို့2ယောက်အတွက်ကလည်းဒါအကိုအစောပိုင်းမှာပြောခဲ့တယ်လို့ပဲလက်ရှိဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှုတွေလည်းဖြစ်တယ်ဆိုတော့အမ်ဘာပေတာဂိုးစသွင်းလို့ရှိရင်ဒါဟာလန်ဘက်ကလည်းရှော့ကစားတော့မှမဟုတ်ဘူးဆိုတဲ့အနေအထားမျိုးတွေကိုကျွန်တော်တို့မြင်ရနိုင်တယ်ပေါ့နော်ပြီးတော့ကြောက်စရာကောင်းတာကဒီနော်ဝေးကလည်းလက်ရှိဖောင်အရန်ကောင်းနေတယ်သူတို့ခြုံဝဲလုံးဝမရှိထားဘူးဒီဘက်နှစ်ထဲမှာပြီးတော့ဒီဟာလန်ကနောက်ဆုံး12ပွဲမှာ22ဂိုးထိသွင်းထားတာ တကယ်ကြောက်စရာကောင်းနော် ပြီးတော့ဒီနောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်12ဂိုးသွင်းတာတပွဲကို2ဂိုးကိုတောက်လျှောက်သွင်းတာသူက2ဂိုးနှုန်းနဲ့အမ်ဘပေကိုကြည့်လိုက်ရင်လည်းအဲ့လိုပဲကမ္ဘာဖလားပြိုင်ပွဲတီးတန့်ကြည့်မယ်ဆိုလို့ရှိရင်ဒါ22တုန်းကနောက်ဆုံးဖိုင်နယ်ပွဲရဲ့အခုအုပ်စု2ပွဲရဲ့နောက်ဆုံး3ပွဲမှာသူက9ဂိုးထိရထားတာဟက်ထရစ်တစ်ကြိမ်ရဲ့2ဂိုးစီက2ကြိမ်သွင်းထားတယ်ဒီတော့ဒီတိုက်စစ်အပြန်အလှန်ဒါပရိသတ်တွေအကြိုက်ဖြစ်လာမဲ့ပွဲမျိုးလို့တော့ပြောရမှာပေါ့ မှန်ပါတယ်နှစ်သင်းလုံးမှာနှစ်ယောက်စလုံးကလည်းတကယ်ကမ္ဘာဖလားအမှတ်တမ်းတွေအရန်ကောင်းတယ်ဘာပေဆိုရင်ကမ္ဘာဖလားကိုသူက3ချိန်ကစားပြီး16ပွဲကစားတယ်16ကိုဆိုတော့တပွဲကိုတကိုးနှုံးရလာတယ်အခုဆိုသူကသူ့ထက်ပိုများလာဆိုတော့မက်ဆီတယောက်ပဲရှိတယ်မက်ဆီ18ကိုကလည်းကစားရင်းနဲ့သူကမှီသွားမှာပဲသူကနောက်ထပ်ပြိုင်ပွဲတစ်ခုကြံသေးတယ်ဆိုတော့ဒီစံချိန်တွေကိုချိုးဖို့သူကပြင်ဆင်လာမှာပြီးတော့နိုင်ငံတကာအနေနဲ့ကြည့်မယ်ဆိုလည်းပွဲ100မှာဂိုး60ဆိုတော့60ရာခိုင်နှုန်းပွဲရည်အတွက်60ရာခိုင်နှုန်းဂိုးသွင်းထားတယ်တစ်ဖက်မှာလည်းဟာလန်ကသူ့ထက်တောင်ပို့ပြီးတော့ကျန်းတယ်ဂိုးသွင်းနှုန်းကကမ္ဘာဖလား2ပွဲပဲကန်ထားတယ်4ဂိုးသွင်းသွားပြီသူက45မိနစ်လောက်ကစားရင်တကိုးလောက်ရတယ်လို့ဖြစ်နေဆိုတော့တော်တော်ကြီးကိုကြမ်းတယ်နိုင်ငံတကာပွဲပြန်ချင်ရင်လည်း52ပွဲမှာ59ဂိုးထင်တယ်သွင်းတာဆိုတော့တပွဲတကိုးမကဘူးသွင်းတာဆိုတော့လက်ရှိအကြမ်းဆုံးတိုက်စစ်မှု2ယောက်တွေ့မယ်အခုကခုနကကိုရှေ့မှာပြောသလိုပေါ့နော်တကယ်ဒါဒီပွဲကအဆုံးဖြတ်ဆိုရင်အင်မတန်ကြီးလို့ကောင်းပါဒါပေမဲ့ရွေးချယ်ခွင့်ရှိနေတဲ့လမ်းကြောင်းမှာဘယ်လိုရွေးချယ်သွားမလဲပြင်သစ်ကဒီပွဲမှာတရေကစားတာဖြစ်ဖြစ်နိုင်တာဖြစ်ဖြစ်သူကအုပ်စုပထမဒါပေမဲ့ဟိုဘက်ကတက်လာမယ်အသင်းကိုသူကမသိရသေးဘူးဒီနောက်ဆုံးပွဲကုန်သွားမှာပဲသူနဲ့တွေ့မဲ့အသင်းကဘယ်သူလဲဆိုတာသိရမှာဒုတိယရတဲ့အသင်းကဟိုဘက်ကတက်လာမဲ့တက်တွေ့မဲ့အသင်းကိုချိန်လို့ရနေပြီဆိုတော့အဲ့ဒီနှစ်ခုကြားမှာဒီပွဲရဲ့ရလက်ကလည်းအတိုင်းအတာတစ်ခုထိတက်ရောက်မှုရှိနိုင်တယ်လို့အခုမြင်တယ်အဲ့ဒါဆိုရင်ဒီနော်ဝေးသင်းမှာဒီလိုဟာလန်တို့အိုဒီကတ်တို့လိုကစားသမားဒီလိုကမ္ဘာအကျယ်ကွင်းကစားသမားတွေရှိနေပေမဲ့လည်းဒီလိုပြင်သစ်လိုကြည့်လို့ချန်ပီယံဟောင်းအသင်းသတင်းလိုအနေထားမျိုးဒီလိုအသင်းလိုက်ဘယ်လိုပြောမလဲတယောက်ချင်းစီချက်ဆိုင်လို့အသင်းလိုက်စွမ်းဆောင်ရပို့ပြီးတော့ဒီပွဲမှာစကားပြောရမယ်လို့ထင်မှန်ပါတယ်ပြင်သစ်ကတကယ်တမ်းပြောရင်ဒီပြိုင်ပွဲရဲ့အင်အားအကောင်းဆုံးအသင်းသူကတနေရာနဲ့ကောင်းနေမှာမဟုတ်ပတ်ကားကြီးပေါ့နော်ရှစ်လယ်နောက်အကုန်လုံးတော်တော်ကောင်းတယ်နေရာလိုက်ချခြင်းတော်တော်ကောင်းတယ်ဒါပေမဲ့အဲ့ဒီမှာကြာကြံပြီးတော့အားနေချက်လို့မြင်တာကွင်းလယ်လေးတော့နည်းနည်းလေးမြင်တယ်ပေါ့နော်ကွင်းလယ်မှာဆိုပြီးခဲ့တဲ့ပွဲစဉ်ဒုတိယပွဲမှာဆိုရင်ကိုနေကိုတုံးသွားတယ်ကိုနေနဲ့ဒါရာဘီယော့ထင်တယ်တုံးသွားချူအမန်နီလားမသိဘူးအနာပေးပါနှစ်ယောက်တည်းတယောက်ကိုနားပါဒီနေ့မှပြန်ကစားမယ်ပြီးတော့ဘယ်ဂျမ်းမှာဆိုလဲတီယိုဟာနန်တက်ကိုအနာပေးပြီးတော့တင်ညာကစားသွားခဲ့တယ်ရှေ့မှာဆိုရင်ဒူဝေးအနာပေးပြီးတော့ဘာဂိုလာကစားတော့သူ့မှာရွေးချယ်စရာလည်းများတယ်တိုက်စစ်ကလည်းအရန်ကိုဟိုဘယ်လိုခေါ်မလဲအားကောင်းတယ်ဆိုတော့မှန်တယ်တစ်ဖက်မှာတော့ individual တွေနဲ့ပဲဟာလန်ကိုပဲမိခိုရမယ်ကွင်းလေက ODK ရဲ့အားကိုယူရမယ်ပြင်သစ်ကတော့အဲ့ထက်ပိုတာတဲ့အသင်းလိုက်စုဖွဲ့မှုကောင်းတယ်တိုက်စစ်ကစားသမားတွေအလုံးရင်းနေဆိုတော့ပိုတာတဲ့အသင်းကပြင်သစ်ပါတကယ်ကန်ရင်လည်းနိုင်ချင်မြင့်တဲ့အသင်းကပြင်သစ်ပါပဲပြင်သစ်ပို့ပြီးတော့ရေပန်းစားတဲ့အသင်းလည်းဖြစ်ပါတယ်ကိုချမ်းနေနဲ့ရောဒါပြောသလိုပဲတဦးချင်းစီထပ်စားရင်အသင်းလိုက်စွမ်းဆောင်ရပို့ပြီးတော့အကောင့်တော့မှန်တယ်အသင်းလိုက်စွမ်းဆောင်ရမှာဆိုလို့ရှိရင်ကျွန်တော်ကနော်ဝေးရဲ့လက်ရှိဖောင်ကိုပို့ပြီးတော့တောင်အားရနေတယ်လို့ပြောလို့ရတယ်သူတို့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာရောစူးစီးမှုကစားပုံမှာရောပို့ပြီးတော့သူတို့ကပိုကောင်းတယ်ပြင်သစ်ကတော့ဒါပေမဲ့တဦးချင်းစွမ်းဆောင်ရမှာပြင်သစ်ကို
နော်ဝေးကဘယ်လိုမှလိုက်မမီဘူးဟိုဘောလုံးက17ယောက်ဒီကစားတာအသင်းလိုက်ကစားတဲ့ကစားနည်းဆိုပေမဲ့ပြင်သစ်ရဲ့ပလေယာတွေကကြတော့အဲ့ဒါထက်ထူးချွန်ပြီးတော့ကောင်းတဲ့ခါကျတော့သူတို့ရဲ့ဒီ1-1ရတဲ့အခွင့်အရေးမျိုးတွေအဲ့လိုမျိုးပွဲအဖြစ်ကိုပြောင်းလဲနိုင်တဲ့ဟာတွေကဒီပွဲကိုအဆုံးဖြတ်ပေးသွားနိုင်တာမျိုးလည်းပြောလို့ရတာပေါ့ ဟုတ်ကဲ့အဲ့ဆိုဒီညပွဲစဉ်မှာပြောရမယ်ဆိုရင်ဒီဟာလန်နဲ့အမ်ဘာပီကအပြိုင်မျိုးပွဲလို့တောင်ပြောလို့ရတယ်ပေါ့ဆိုတော့ဒီညပွဲစဉ်မှာဘယ်သူကစပြီးဂိုးရင်သွင်းသွားမလဲဂိုးရလက်လေးလည်းတစ်ချက်လောက်မှန်းပြီးပါအောင် ပြင်သစ်ကပူအားကောင်းတဲ့တိုက်စစ်စုဖွဲ့မှုတွေပိုင်ဆိုင်ထားတယ်ခံစားချင်းရှင်မယ်ဆိုလည်းပြင်သစ်ကစားသမားတွေရဲ့အရှိန်အဝါပိုကြီးတယ်ဒီဘက်မှာဆာလီဘာဒဏ်ရာကြောင့်မပါခဲ့ဘူးဆိုတော့မှသူ့နေရာမှာကိုနာတီပဲကစားလာခရော့ပဲကစားဥပမာကောင်နဲ့တွေ့ရင်ပြဿနာမရှိဘူးဒီဖူးဘက်တွေကလည်းအများကြီးအပြောင်းလဲလုပ်လို့ရတယ်ဆိုတော့ပြင်သစ်ပိုအားကောင်းပါတယ်တိုက်စစ်ကမှတဦးချင်းတွေရောအသင်းလိုက်ရောသူ့မှာစုဖွဲ့မှုကပိုကောင်းတယ်ဆိုတော့ဒီပွဲကနိုင်စရာရှိရင်တော့ပြင်သစ်ပဲနိုင်သွားမှာပါအခုခုနကြိုတွက်တယ်လို့နော်ဝေးကလည်းဒီပွဲကိုပြင်သစ်ကိုတက်နိုင်အောင်လောက်ထိမစွမ်းဆောင်လာဘူးလုံနိုင်ကြီးလဲနဲတယ်တကယ်လဲသိအားမဆိုင်ဖ ೇನೆ ပုံမှန်လောက်ပဲကစားသွားလိမ့်မယ်လို့ကိုယူဆတယ်အဲ့တော့နိုင်ရင်ပြင်သစ်ပဲပေါ့ ကိုရလက်လေးအနေနဲ့ရောဘယ်လောက် နှစ်ဖက်လုံးကတိုက်စစ်တွေအရန်ကောင်းတယ်ဆိုတော့အပြန်လန်ဂိုးသွင်းနိုင်ခြေများတယ်နှစ်ဖက်လုံး boarding to score မြင်ရနိုင်တယ်ပြင်သစ်နိုင်မယ်ဆိုရင်တော့ 2-1 3-1 ဆိုတဲ့ရလက်မျိုးလောက်နဲ့နိုင်သွားမယ်လို့ထင်တယ် ကိုချမ်းနေနဲ့ရော ဒီပွဲကတော့ဒါနှစ်သင်းစလုံးကတက်ပြီးသားဖြစ်တဲ့အတွက်သူတို့ရဲ့ဒီ winning momentum တခုကိုဆက်ထိန်မှုအတွက်နှစ်သင်းစလုံးကစူးစမ်းမှာနော်ဝေးကလည်းဒီအုပ်စုဒုတိယအနေထားရလို့ရှိရင်သူကလမ်းကြောင်းတိပြီးသားဖြစ်တဲ့အတွက်ပြင်သစ်ကိုဟိုအသေးအတန်နိုင်အောင်မကန်ဘူးဆိုလို့ရှိရင်တော့မှဒါရှုံးသွားမဲ့အနေထားကိုတော့ရောက်မယ်လို့တော့ကျွန်တော်မထင်ဘူးပြင်သစ်အတွက်ကျတော့လည်းမဖြစ်မနေနိုင်အောင်ကစားမှာမဟုတ်တဲ့အတွက်ဒါလောလတ်ပေါ်ပဆိုတာမျိုးပဲမြင်ရနိုင်တယ်ဒီပွဲကဒါတေချာတယ်ခုနအကိုပြောသလိုပဲအပြန်အလှန်သွင်းကိုတွေကျွန်တော်တို့မြင်ရမယ်တရေပွဲကိုဥတီသွားမယ်လို့ကျွန်တော်ကယုံကြည်ထားတယ်ဒါ1-1မဖြစ်ခဲ့ရင်2-2ဆိုတာမျိုးလည်းကျွန်တော်မြင်ရနိုင်တယ်ပေါ့ဟုတ်ကဲ့ပါဆိုတော့ဒီညပွဲစဉ်မှာနော်ဝေးနဲ့ပြင်သစ်ပွဲစဉ်မှာအကျိတ်နဲ့ရှင်ပြိုင်မှာဖြစ်တဲ့အတွက်စောင့်ကြည့်ရမယ့်ပွဲစဉ်တစ်ပွဲပဲဖြစ်ပါတယ်ဒီကနေ့ Metro Season တွေကိုအဓိကအကူအညီပံ့ပိုးပေးထားတဲ့ Variety ကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ရှင်